တခြားလူတွေကြတော့ဆက်ပြီးလောက်နေပြီးငါကြတော့ဘာကြောင့်ရက်တန်တော့ခဲ့တာလဲတရှင်ကနေတဲ့လောက်နေတဲ့အလေးချင်းတွေကသူမသိကိုမသိပဲရက်တန်တော့ခဲ့တယ်အဲ့ဒီအရာကိုလည်းနောက်ကျမှသိလိုက်ရတယ်အစကတော့တရေလောက်ကြိုကြည့်လိုက်တယ်ဒါပေမဲ့တရေကနေတပတ်ကနေတလအဲ့လိုဖြစ်သွားတယ်ဒါပေမဲ့လေကိုကဘယ်ရှိမှရက်တန်တော့ခဲ့တယ်ဆိုတာလေတိတိကျကျမသိတော့ပါဘူးတိကျပြန်စစ်ကြည့်တော့ကိုက motivation ပေါ်မှာမိခုနေတာဖြစ်ပါတယ်motivation ပုံစံမျိုးကဘယ်လိုလဲဆိုတော့ motivation ကခန်းရှားတော့ရင်ကိုယ့်ရဲ့ habit ပျောက်ကွယ်တော့တာဖြစ်ပါတယ်အခုရှိမှကိုကစံတရှိတာစံတမရှိတာမဟုတ်ပါဘူးကိုကဒီ stress တန်တခိုးထားပြီးမှလောက်ကြည့်လိုက်တယ်ဒါပေမဲ့ကြောင်းနေတော့တယ်ကျွန်တော်လောက်ခဲ့တာက3ချက်ရှိပါတယ်နံပါတ်1ဒီ habit ကိုဘယ်လိုလိုက်တယ်နံပါတ်2ဒီ today use ဆိုတဲ့နည်းလမ်းကိုစံသုံးကြည့်ပြီးတော့ကိုလုံးနေတဲ့ legend တစ်ခုကိုနေရစတိုက်မပြတ်မကွက်လောက်ဆောင်တာမျိုးဖြစ်ပါတယ်နံပါတ်3ကတော့ဒီ street ကိုမဟုတ်ပဲကိုယ့်ရဲ့ဒီ consistency ကိုတန်ကြည့်ရမှာဖြစ်ပါတယ်မိုက်ဆူရောကိုရက်တန့်ခဲ့တဲ့ habit တစ်ခုဆိုဘာများဖြစ်မလဲကိုမမရေးလို့ရရေးခဲ့ပေးပါအောင်ပြီးရင်ဘယ်လိုပြန်ဆက်ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်follow လောက်ထမယ်ဆိုရင် part 2 အတွက်လည်းပြင်ဆင်ပေးမှာဖြစ်ပါတယ်အားလုံးပဲကြိုင်ခွင့်ကြပါစေ